ဆေးတုတ်တဲ့အလုပ်ကိုလုပ်ဖို့ဘယ်လိုချိတ်ဆက်ပြီးလုပ်ရလဲဒီကွန်မန့်လေးကိုနန်းဖြည့်ပေးပါမယ်နန်းထိုင်းစားရောက်လာတော့ကနန်းရဲ့ဦးလေးနဲ့အတော်ကဒီဆေးတုတ်တဲ့အလုပ်ကိုလုပ်နေတာဆိုတော့နန်းကဦးလေးနဲ့အတော်တို့နဲ့စပြီးတော့ဆေးတုတ်တဲ့အလုပ်ကိုစပြီးလုပ်ဖြစ်ခဲ့တာပါဆေးတုတ်တဲ့အလုပ်ကိုတနေရာထဲလုပ်ခဲ့တာလားတထေးတယောက်ထဲမှာပဲလုပ်ခဲ့တာလားဆိုရင်တော့မဟုတ်ရပါဘူးရှင်တထေးတယောက်ပြီးတယောက်ပြောင်းရင်အဆင်ပြေတဲ့နေရာတွေရှိတယ်လို့အဆင်မပြေတဲ့နေရာလည်းရှိပါတယ်ဒီလိုပဲဆေးတုတ်နေတဲ့ကိုယ်တငယ်ချင်းတွေကနေတဆင့်ပြီးတဆင့်ဆေးတုတ်တဲ့အလုပ်ကိုလုပ်ခဲ့တာပေါ့နော်ဆေးတုတ်တဲ့အလုပ်လုပ်တဲ့နေရာမှာနန်းအကြံပြုရှင်တာကကုမ္ပဏီအကြီးကြီးမှာအလုပ်လုပ်ရတာထက်လုပ်ငန်းသေးပြီးမြဲဈေးတုတ်တဲ့အလုပ်မျိုးစုံလုပ်တဲ့တထေးနားမှာလုပ်ရင်ပိုကောင်းပါတယ်တကယ်ကုမ္ပဏီအကြီးကြီးမှာခါကြတော့ကိုကြရတာဝန်ပဲအဓိကလုပ်ရတာပေါ့နော်ဥပမာပြောရမယ်ဆိုရင်ကိုကရေဆေးဆိုရေဆေးတီးတန်းတုတ်ရတယ်စီဆေးဆိုရင်လည်းစီဆေးတီးတန်းတုတ်ရတယ်ပြီးဘောကဆေးဆိုရင်လည်းပြီးဘောကဆေးတီးတန်းအဲ့လိုမျိုးလုပ်ရတာပေါ့နော်လုပ်ငန်းသေးပေမဲ့ဆေးတုတ်တဲ့အလုပ်မျိုးစုံလုပ်တဲ့တထေးနားမှာဆေးတုတ်တဲ့အလုပ်လုပ်ရင်အတွေ့အကြုံပိုရတယ်ပြီးတော့ကိုဆေးတုတ်နီးမျိုးစုံဆေးတုတ်တဲ့နယ်ပယ်မျိုးစုံကိုပါအတွေ့အကြုံရစေပါတယ်ဆေးတုတ်တဲ့အလုပ်ကလွယ်လားဒါမှမဟုတ်ခက်လားနန်းကိုမေးမယ်ဆိုရင်တော့လူတဦးတယောက်ရဲ့စိတ်ဝင်စားမှုပေါ်မူတည်တယ်လို့နန်းထင်တယ်ဒါကတော့နန်းဒီနေ့ဆေးပြိဘောကဆေးလုပ်ဖြစ်တာလေးပေါ့နော်ဒီလိုနဲ့ဒီဆိုဖာအောက်ကခုံလေးပေါ့နော်ဆေးတုတ်တဲ့အလုပ်ကိုလုပ်ဖို့ဆိုရင်ကိုရဲ့အတိမိတ်ဆွေတငယ်ချင်းကနေသင်းဆေးတုတ်တဲ့သူတွေရှိတယ်ဆိုရင်စပြီးလုပ်နိုင်ပါတယ်ရှင်နန်းကိုယ်တိုင်ကလည်းဆေးတုတ်တဲ့အလုပ်ကိုဆွေမျိုးကိုရဲ့မိတ်ဆွေကနေသင်းစပြီးလုပ်ခဲ့တာပါ